ပြည်သူများလုံးပဲမင်္ဂလာခင်ဗျOne Championship ဟာကျွန်တော်တို့ရဲ့တမ်မနစ်ဆိုကြီးလို့ရှစ်စနုခေါ်တဲ့ဆိုလင်းကိုပွဲထပ်ပေးလိုက်ပါပြီကျွန်တော်တို့ကဆိုလင်းက1170ပြိုင်ပွဲကြီးမှာလည်းရှုံးထားတယ်159မှာခွင့်ရပြီးတော့လည်းရှုံးခဲ့တယ်ဆိုတော့1 Friday fight ကိုပြန်ဆင်းပြီးထိုးရတော့မယ်အနေထားရောက်သွားတော့မယ်လို့ထင်ထားတာဗျမဟုတ်ပါဘူးခင်ဗျာOne Championship ဟာဆိုလင်းကို1ပွဲစီပြန်ခေါ်လာတယ်ခင်ဗျ1173ပြိုင်ပွဲကြီးမှာပွဲတည်ပေးလိုက်ပါတယ်အမေရိကန်ပြည်အောင်စုဒန်ဘာမှာထိုးရမယ်ပွဲဘောအရီနာအားကစားကွင်းကြီးမှာကျင်းပမယ်ပွဲမှာဆိုလူပါဝင်သွားပြီဆိုလူကိုဘင်တန်ဝိတ်တန်းပွဲဖြစ်ပဲပွဲစီစဉ်ပေးထားတယ်လီယန်ဟာရစ်ဆင်နဲ့ပေးတွေ့ထားတယ်ပေါ့လေဒီတော့နည်းနည်းသတိထားရမယ်လီယန်ဟာရစ်ဆင်ကကစားသမားဘဝကနေအနားယူပြီးဆိုပြီးတော့လက်ရည်တွေရှုပ်ပြီးတော့သူနောက်ကြောင်ကျင်ညာသွားခဲ့တယ်ပြီးခဲ့တဲ့တရက်လောက်ကပဲလီယန်ဟာရစ်ဆင်ကပို့စပြီးတက်တယ်1 Championship မှာကျွန်တော်လက်ရည်တွေပြန်ပြီးတော့ဝတ်ဆင်ရတော့မယ်တဲ့ဘာကြောင့်လဲဆိုတော့1ကကျွန်တော်ကိုစာချုပ်တွေလက်မှတ်ထိုးလိုက်လို့ပဲတဲ့ဒီတော့ကျွန်တော်မကြခင်မှာ1ပွဲထိုးကိုပြန်လာပါတော့မယ်လို့ပြောပြီးတာ ਨੇ အခုဂုံတိုင်းကျဲပွဲတည်ပေးလိုက်တယ်ဘယ်သူနဲ့လဲဆိုတော့ဟာရစ်ဆင်နဲ့ဆိုလင်းဦးနဲ့တဲ့ဆိုလင်းဦးတဲ့ဒီပွဲကတော်တော်လေးကိုအရေးကြီးတယ်ဗျလီယန်ဟာရစ်ဆင်ကိုနိုင်ရင်သူပုံရိပ်တစ်ခုပြန်တိဆောက်လို့ရတယ်လီယန်ဟာရစ်ဆင်ဟာ1မှာနာမည်ကောင်းရထားတဲ့ fighter တယောက်ဖြစ်တယ်ဒါမဲ့ဩဂတ်စ်လ1ရက်နေ့မှာပွဲထိုးရမယ်1173ပြိုင်ပွဲကြီးမှာနာမည်ကြီးဆုံးကတော့ Stanford Dex နဲ့ Zambo Anga နဲ့ Championship ဘက်လူမဲ့ပွဲပေါ့လေဒီပွဲကတော့လက်ရှိမှာပြည်သက်စိတ်ဝင်စားဆုံးဖြစ်နေတယ်မြန်မာ fighter တွေအတွက်တော့ဆိုလင်းပွဲကစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်လာမှာပါလီယန်ဟာရစ်ဆင်ကိုဆိုလင်းအနေနဲ့မာကုံတစ်ခုနဲ့သွားထိုးလို့မရပါဘူးခင်ဗျအလဲထိုးမယ်ဘလို့လုံးမယ်ဘလို့မာကုံဆိုင်ထိုးပြိုင်ထိုးအမောက်သိမ့်မယ်ဆိုတာမျိုးသွားလို့မရဘူးလီယန်ဟာရစ်ဆင်ကအရန်ကောင်းတယ်ဟာရစ်ဆင်ကိုအမှတ်နဲ့အနိုင်ယူပဲဆိုလင်းကဥတီရပါလိမ့်မယ်အဲ့လိုမှမဟုတ်ပဲသူ့အနေနဲ့ဇွတ်တရုတ်ဖွင့်ပြီးကစားရင်ရှေ့ရပွဲလိုပဲသူအထိနာတွေဖြစ်လာမှာပါဆိုလင်းကနောက်တစ်ချက်သတိထားရမှာကတော့သူ့အနေနဲ့ hydration test စစ်ဆေးတာတွေဝိတ်ချိန်တာတွေမှာအောင်မြင်မှုမရခဲ့လို့ထိုးကြီးခွဲပေးရတွေဖြစ်နေတယ် bonus မျော်လင့်ခွင့်ဆုံးသုံးတာတွေဖြစ်နေတယ်ပေါ့လေဒီတော့ Harrison နဲ့ပွဲမှာအဲ့လိုမျိုးမဖြစ်ဘူးတော့လိုအပ်ပါတယ်ခင်ဗျဩဂတ်စ်လ1ရက်နေ့တောက်တာနေ့မှာပွဲထိုးရမှာဆိုတော့ပွဲရတော့နည်းနည်းအလှမ်းဝေးနေပါသေးတယ်ဒါပေမဲ့1170ပြိုင်ပွဲကြီးတုန်းကလည်းဆက်ဆန်တဲ့ဆိုလင်ဦးပွဲတည်ပြီးတဲ့အကြောင်းကိုကျွန်တော်စက်တင်ဘာလလောက်ကတည်းက1ဟာထုတ်ပြန်ကြေညာခဲ့တာပါဆိုလင်ဦးကပွဲထိုးဖို့အတွက်9လလောက်အချိန်ရခဲ့တယ်ပေါ့ပြင်ဆင်ချိန်အခုဒီချိန်မှာလည်း1ကဆိုလင်ဦးကိုအဲ့လောက်အချိန်ထပ်ပေးထားပါတယ်ဒီတော့ဆိုလင်ဦးအနေနဲ့အကောင်းဆုံးပုံဖော်နိုင်မှုလိုပါတယ်သူရှိကကော့ထုံးတဲ့ပွဲမှာရှုံးခဲ့တော့ကသူပြောခဲ့သလိုအစာဟာရနဲ့ပတ်သက်ပြီးတော့ဆရာဝန်တွေစီကအကြံဉာဏ်ယူမယ်ဝိတ်ချိန်တာတွေ hydration test စစ်ဆေးတာတွေအဆင်ပြေဖို့အတွက်ဆရာဝန်တွေခေါ်သိရင်ခေါ်မယ်ဆိုတာမျိုးတွေကြိုတင်ပြင်ဆင်ပြီးတော့စင်းတကြလုပ်သွားရင်တော့လီယန်ဟာရစ်ဆင်နဲ့ပွဲမှာဆိုလင်းဦးရလာကောင်းမှုမျှော်လင့်နိုင်ပါတယ်ဒီချိန်ရှုံးခဲ့ရင်တော့ဆိုလင်းဦးမလွယ်တော့ပါဘူး၄ပွဲဆက်တိုက်ရှုံးတာဖြစ်သွားမှာပါလီယန်ဟာရစ်ဆင်ကိုနိုင်ခဲ့ရင်သူ့အနေနဲ့အထက်ကနောက်ထပ် fighter တွေကိုတက်ပြီးထိုးခွင့်ရဖို့လွယ်သွားမယ်လီယန်ဟာရစ်ဆင်ကိုရှုံးနေခဲ့ရင်တော့အောက်ဆင်းပြီးပြန်ထိုးရဖို့တေချာသွားပါလိမ့်မယ်ခင်ဗျာအဲ့တော့ဩဂတ်စ်လ1ရက်နေ့မှာဆိုလင်ဦးပွဲရခဲ့ပါပြီလီယန်ဟာရစ်ဆင်နဲ့ထိုးရတော့မှာပါလီယန်ဟာရစ်ဆင်ကိုဆိုလင်ဦးအလဲထိုးနိုင်မလားအနိုင်ယူနိုင်မလားဒါမှမဟုတ်လီယန်ဟာရစ်ဆင်ကပဲပညာပြသွားလေဦးမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်ခေါင်းမှာဖြစ်ပါတော့ခင်ဗျာဆိုလင်ဦးအနေနဲ့အမှတ်နဲ့အနိုင်ယူဖို့နီလန်းကိုအခုကတည်းကစနစ်တကျရှာဖွေထားနိုင်ရင်အကောင်းဆုံးဖြစ်လိမ့်မယ်လို့အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ